မီလာပါဒီနေ့ကျွန်တော်တို့ဆွေးနွေးကြည့်ခြင်းတဲ့အကြောင်းအရာကတရုတ်နိုင်ငံကြုံနေရတဲ့ PR တွေကိုအထူးသဖြင့်အမေရိကန်ရဲ့တွင်းကုန်ခွန်တိုးမြင့်မှုတွေနောက်ပိုင်းမှာလေအဲ့ဒီမှာပြည်တွင်းစီးပွားရေးအခက်အခဲတွေအစိုးရရဲ့ကိုင်တွယ်မှုပေါ်ဝေဖန်တန်းလီပြီးတော့အိမ်နီးချင်းအိန္ဒိယရဲ့စီးရဲတိုးတက်လာမှုတွေအဲ့ဒါတွေကတရုတ်ပေါ်ဘလို့တက်ရောက်နေလဲဆိုတာကိုပေါ့ကျွန်တော်တို့ရထားတဲ့တရင်ရည်မှုအစစ်မြစ်တကူကိုအခြေခံပြီးတော့နည်းနည်းလေးအတွင်းကြကြလီလာကြည့်ရတာပေါ့ဒီနေ့တရုတ်ရဲ့လက်ရှိအခြေအနေအနာဂတ်အလားအလာတွေကိုဘယ်လိုမြင်နိုင်မလဲကြည့်ကြမယ်ဟုတ်ကဲ့အဲ့ဒီရေးမြစ်ထဲမှာစိတ်ဝင်စားဖို့ကောင်းတာတစ်ခုပါလေတရုတ်အစိုးရကစီးပွားရေးအချက်လက်တချို့ပေါ့များပြည်သူရှာရခက်အောင်ဒါမှမဟုတ်ဖျောက်ကစ်တယ်ဆိုတဲ့အထိဆွဆွဲမှုတွေရှိနေတယ်ဆိုတာပဲအဲ့ဒါကအမေရိကန်တွင်းကုန်ကောင်တွေကြောင့်ဖြစ်လာတဲ့ဒီတွင်းကအကခဲတွေကိုဖုံးကျင်လို့လားဆိုတဲ့မေးခွန်းမျိုးပေါ့နော်ဟုတ်ကဲ့ဆိုတော့အဲ့ဒီမှာလုပ်ငန်းတွေရက်ကုန်တာတို့အလုပ်လက်မဲ့တွေများလာတာတို့ဆိုတဲ့အခြေအနေမှန်တွေကိုဖုံးကွယ်ဖို့ကြိုးစားတာလားပေါ့အဲ့ဒီအပေါ်မှာပညာရှင်တွေဘက်ကလည်းဝေဖန်မှုတွေထွက်လာတယ်လို့ဆိုတယ်ပီကင်းတက္ကသိုလ်ကပါမောက္ခဇန်ဝေယင်းဆိုဟဲ့လေသူက CCP Communist Party ရဲ့စီးပွားရေး policy တွေအထူးသဖြင့်2014 GDP ကနန်းအမားယူိုင်းကြီးကိုဝေဖန်ခဲ့တယ်ပေါ့ဟုတ်တယ်ပြီးတော့သူနိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲအထိပါတိုက်တွန်းခဲ့ပြီးတော့မှရွတ်တရက်ကြီးကစစ်တွေပြတ်သွားတယ်လို့အဲ့ဒီတရင်မှာဖော်ပြထားတယ်နောက်တစ်ယောက်စီးပွားရေးပညာရှင်ခေါရှန်ဝင်သူကကြောက်ကပို့ပြီးလူမှုစီးပွားဘက်ကိုထောက်ပြတယ်ပင်စင်စားတက်ကြီးပိုင်းတွေကပို့သုံးနိုင်တဲ့ချိန်မှာလူငယ်တွေကအလှရှားပြီးမျောလင့်ချက်နည်းနေဘယ်လိုပြောမလဲပျောက်နေတယ်လို့ဖြစ်နေတော့စားသုံးမှုကျဆင်းနေတယ်ဆိုတော့ကြွားချက်ပေါ့အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်လူငယ်ရေးစားသုံးမှုကျတယ်ဆိုတာဟုတ်တယ်သူလစ်လာချက်ရဆိုလူငယ်48တန်းလောက်ကမြို့ကြီးတွေကနေသူတို့နယ်ဘက်တွေကိုပြန်သွားကြတယ်လို့ဆိုတယ်နောက်ပြီး GDP သုံးနှုန်း2020မှာတကယ်တမ်းသက်သမ5%လောက်ပဲရှိမယ်လို့သူကခန့်မှန်းချိန်မှာအစိုးရထောက်ပြန်တာက5%ကျော်ဖြစ်နေတာကိုလည်းသူကထောက်ပြခဲ့တယ်ဆိုတော့အဲ့ဒီကွာဟချေကတော်တော်ကြီးနေကပေါ့အကြီးကြီးပဲဝမ်းနဲ့ဆရာကခေါရှောင်းဝမ်းလည်းပဲအခုအဆက်အသွယ်မရတော့ဘူးလို့တရင်မှာဖော်ပြထားတယ်ဟုတ်လားဒီလိုပညာရှင်တွေတောင်အဆက်အသွယ်ပြတ်တယ်ဆိုတော့အခြေအနေကတော်တော်လေးတင်းမာနေပုံပဲအဲ့ဒီပြင်စီးပွားရေးကျဆင်းမှုဆိုတဲ့စကားလုံးကိုတောင်ထုံးခွင့်ပိတ်ထားတယ်ဆိုတာမျိုးအထိ censorship ကတင်းကျပ်လာတယ်လို့ဆိုတယ်အချက်လက်ထိန်ချုံမှုရေးဝေဖန်သူတွေကိုဖိနှိပ်မှုလေပေါ့ဒါတွေကြောင့်ခွာလင် brain drain ဥနောက်ယိုစီးမှုပညာတတ်တဲ့လုပ်ငန်းရှင်တွေကသူတို့ပိုင်ဆိုင်မှုတွေတောက်သမီးတွေကိုပြည်ပပို့နေကြတယ်ဆိုတာကလည်းတကယ်ဖြစ်နေတဲ့ပြဿနာတစ်ခုပဲဟုတ်တယ်ပြည်သူတို့မကျေနပ်မှုတွေကဆန္ဒပြပွဲလိုဟာဒီခက်လာပေမဲ့အာဏာပိုင်တွေကလည်းဖိနှိပ်မှုနဲ့ပဲတုံ့ပြန်နေတယ်လို့ဆိုပါတယ်ပြည်တွင်းအားဖျားတွေပေါ့တပြိုင်နက်တည်းမှာပဲပြည်ပကအိန္ဒိချင်းအိန္ဒိယစီကစစ်ရေးဖျားကလည်းတက်လာတယ်အိန္ဒိယကိစ္စဟုတ်ပြီဟုတ်အရင်ကသူတို့နယ်စပ်မှာအကြမ်းဖက်မှုတခုဖြစ်ခဲ့တာကိုလက်တုံ့ပြန်တဲ့အနေနဲ့ပေါ့လေပါကစ္စတန်ထဲကJaish-e-Mohammed တို့ Lashkar-e-Taiba တို့အဖွဲ့တွေရဲ့စခန်းတွေကို Operation Swift Retort ဆိုပြီးမိစရင်နဲ့ဝင်တိုက်ခဲ့တယ်အရေးကြီးတာကအဲ့ဒီမှာ BrahMos တုံးကြီးကိုပထမဆုံးတုံးလိုက်တာပဲ BrahMosအဲ့တုံးကြီးကတော်တော်နာမည်ကြီးပဲနော်သူ့ရဲ့မြန်နှုန်း Mach 3ဆိုတော့အတန်ထက်30မြန်တယ်မိပြန်နီးထားတဲ့ကပ်ပြန်တဲ့ဟွာလေ terrain hugging ပြင်မလဲတိကျတယ်ဆိုပြီးတော့ဟုတ်တယ်ဒါမဲ့တစ်ခက်ကိုတရင်ဖြစ်သွားတာကအဲ့ဒီဒုံးကြီးကပါကစ္စတန်ဘက်မှာတက်ထားတဲ့ရုပ်လို့လေးချောင်းရံကောက်ကရေးစနစ်တွေ HQ9 တို့ HQ16 တို့လို့ယူဆရရည်ကိုလေထိုးဖောက်ကျော်လွှားသွားနိုင်ခဲ့တဲ့အချက်ပဲအဲ့ဒါတကယ်ကိုအရေးကြီးတဲ့အချက်ပဲဆိုလိုတာကရုပ်ရဲ့ကာကွယ်ရေးနီးပညာအပေါ်မှာမေခွန်းထုတ်เสียဖြစ်သွားစေတာပေါ့အဲ့ဒါပေါ့ရုပ်ရဲ့လက်နက်ရောင်းအားသူတို့ရဲ့ကဘာလက်နက်ဈေးကွက်ကပုံရိပ်ကုတောင်ထိခိုက်သွားစေနိုင်တယ်တစ်ဖက်မှာလည်းအိန္ဒိယကဒါကိုကိုပြည်တွင်းထက်လက်နက်နဲ့လုပ်ပြလိုက်တာကသူတို့ရဲ့ Amenable Bharat ဆိုတဲ့ကိုအားကိုမူဝါဒကိုပို့ပြီးအားကောင်းစေလို့ဖြစ်သွားတယ်ဟုတ်တယ်အခုလက်ရှိ BrahMos ကကီလိုမီတာ900လောက်ပြင်နိုင်တယ်ဆိုပေမဲ့အနာဂတ်မှာ1500အထိတိုးဖို့အလားအလာရှိလေလို့လည်းပြောနေကြတယ်ကီလိုမီတာ1500ဆိုရင်ရုပ်ရဲ့အထက်ကမြို့ကြီးတွေချန်ဒူတို့ပေချေအနီးတော့အထီတောင်ရောက်နိုင်တဲ့သဘောဖြစ်သွားပြီသူ့ရဲ့ထိပ်ဖူးကလည်းညာ300ကီလိုဂရမ်လောက်တက်နိုင်တယ်ဆိုတော့စစ်တင်ဘောလို့စစ်စခိုင်းလို့ပြင်မှတ်တွေကိုကောင်းကောင်းထိခိုက်စေနိုင်တယ်။ဒါကြောင့်ဟာဗျူဟာမြောက်တက်ရောက်မှုကတော်တော်ကြီးတယ်။တရုတ်အတွက်ကတော့တိတ်ခါကြစရာပါ။ပါကစ္စတန်ကိုရောင်းထားတဲ့လီချောင်းကာကွယ်ရေးစနစ်တွေကအလို့မဖြစ်ဘူးလားဆိုတာမျိုးဖြစ်သွားစေတယ်။အိန္ဒိယလက်နက်တွေကတော့ဈေးကွက်ထဲမှာနာမည်ပိုရလာနိုင်တယ်။အဲ့ဒီပြင်အိန္ဒိယနဲ့အမေရိကန်ဆက်ဆံရေးပုံနီးကလာတာတို့ Apple လိုကွန်ပဏီကြီးတွေက
ထုတ်လုပ်ရေးတွေကိုတရုတ်ကနေအိန္ဒိယဘက်ရွှေ့ဖို့စဉ်းစားလာတာတို့ဒါတွေကလည်းတရုတ်ရဲ့စီးပွားရေးပေါ်ဖိအားတွေထပ်ဆင့်တိုးစင်နေတဲ့အချက်တွေပဲ ဆိုတော့ခြုံလိုက်ရင်တရုတ်နိုင်ငံကပြည်တွင်းမှာလည်းစီးပွားရေးအချက်လက်မှန်ကန်မှုမေးခွန်းထုတ်ခံနေရတယ်ပညာရှင်တွေရဲ့ဝေဖန်မှုတွေလူမှုရေးဖိအားတွေရှိနေတယ်ပြည်ပမှာကြောက်တော့လဲအိန္ဒိယရဲ့စိတ်ရေးစွမ်းရည်တက်လာအထွတ်အဖြစ် BrahMos လို့လက်နက်ရဲ့ချင်းချောက်မှုပြီးတော့ကိုယ်လက်လက်ရဲ့စွမ်းဆောင်ရဲ့အပေါ်တန်တရားဝန်ခံရမှုတွေနဲ့ရင်ဆိုင်နေရတာကို ဟုတ်ပါပြီဒါဆိုရင်လေဒီအခြေအနေတွေအားလုံးကိုခြုံငုံတုံးတက်ပြီးစဉ်းစားစရာကြံခဲ့တာကတော့အချက်လက်တွေကိုထိန်းချုပ်တယ်ဖုံးကွယ်တယ်ဝေဖန်သူတွေကိုဖိနှိပ်တယ်လို့ဆွဆွဲခံရတဲ့အခြေအနေမျိုးမှာပြင်းပကစစ်ရဲနဲ့မဟာဗျူဟာမြောက်စိန်ခေါ်မှုတွေကလည်းဒီလိုပြင်းထန်လာတဲ့အခါတရုတ်ဆိုရအနေနဲ့ဒီလိုအတွင်းရောအပြင်မှာဖြစ်အားတွေကိုဘယ်လိုမျိုးဟန်ချက်ညီအောင်ကင်တွယ်သွားမလဲဒါကတော့တကယ်ကိုဆက်ပြီးစောင့်ကြည့်ရမယ်အရေးကြီးတဲ့မေးခွန်းတစ်ခုပဲဖြစ်လာမှာတခြား